မိနစ်နှဲငယ်အတွင်းမှာတင်ဘဝကိုကယ်တင်ဖို့အတွက်သိန်းပေါင်း9000ကျော်ဒေါ်လာ3သိန်းခွဲနီးပါးအကုန်ခံနိုင်ပါသလားအခုအရှိလေပိုင်းရဲ့ကောင်းကင်ယံမှာတော့ဒါဟာစိတ်ကူးရင်ဇလန်းမဟုတ်ပဲလက်တွေ့ဖြစ်ရတစ်ခုဖြစ်နေပါပြီအီရန်အမေရိကန်နဲ့အစ္စရေးတို့ကြားကစစ်မီးတောက်တွေကြောင့်တာမန်လေကြောင်းလိုင်းတွေအားလုံးရပ်တန့်သွားချိန်မှာကမ္ဘာချမ်းသာဆုံးပုဂ္ဂိုလ်တွေဟာဘေးကင်းရာကိုထွက်ပြေးဖို့အတွက်ကိုပိုင်ချက်လေယာဉ်တွေကိုဘလို့နီးနဲ့မဆိုရအောင်ငါပြီးစီးနှင်းနေကြပါတယ်ဝယ်လိုအား142ရာခိုင်နှုန်းအထိစံချိန်တင်မြင့်တက်သွားစေရဲ့ဒီဖြစ်ရဲ့နောက်ွယ်မှာဘလို့ထိတ်လန့်စရာအချက်လက်တွေရှိနေမလဲဆိုတာအတူတူဆက်ပြီးကြည့်လိုက်ရအောင်လက်ရှိ2026ခုနှစ်မက်လအလယ်ပိုင်းမှာတော့အရှေ့လယ်ပိုင်းဒေသရဲ့ကောင်းကင်ယံဟာတိတ်ဆိတ်ချောက်ချားစရာကောင်းနေပါတယ်အီရန်အမေရိကန်နဲ့အစ္စရေးတို့ကြားကတင်းမာမှုတွေဟာထိမ့်မနိုင်သိမ်းမရဖြစ်လာခဲ့ပြီးနောက်ဒေသရင်းကအဓိကလေကြောင်းလိုင်းကြီးတွေဟာဘေးကင်းလုံခြုံရေးအရပြန်တမ်းမှုတွေကိုရုတ်တရက်ရပ်နားလိုက်ရပါတယ်ကမ္ဘာခီးသွားလာရေးနဲ့ခီးသွားလုပ်ငန်းကောင်စီ WTDC ရဲ့နောက်ဆုံးထုတ်ပြန်ချက်အရဒီပလိပခတ်ကြောင့်ဒေသရင်းခီးသွားကန်ဟာတရက်ကိုအမေရိကန်ဒေါ်လာတန်း600ခန့်ထိဆုံးရှုံးနေရပါတယ်ဒါဟာတမိုင်းတစ်လျှောက်အကြီးမားဆုံးသောစီးပွားရေးထိခိုက်မှုတွေထဲကတစ်ခုလည်းဖြစ်ပါတယ်ဒူဘိုင်းရီယာနဲ့မက်စကတ်လိုမျိုးအချက်ချာကြတဲ့လေဆိပ်ကြီးတွေဟာပြစ်မှတ်ဖြစ်လာနိုင်တဲ့အနေအထားတွေရှိနေသလိုလေကြောင်းပိုင်နဲ့အတော်များများဟာလည်းပိတ်ဆို့ခံထားရပါတယ်ခီးတဲ့ထောင်ပေါင်းများစွာဟာလေဆိပ်တွေမှာတောင်းတင်နေကြပြီးတာမန်လေကြောင်းလိုင်းတွေနဲ့ဘေးကင်းရာကိုထွက်ခွာဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ခက်ခဲလာခဲ့ပါတယ်ဒီလိုအကျက်တဲတွေကြားထဲမှာပဲပိုက်ဆံရှိတဲ့သူတွေအတွက်တော့အသက်ကယ်တင်ရာနောက်ထပ်လမ်းကြောင်းတစ်ခုပေါ်ထွက်လာခဲ့ပါတယ်ပုံမှန်လေကြောင်းလိုင်းတွေအားလုံးမြေပြင်မှာပဲရပ်နားထားရချိန်မှာတော့ကောင်းကင်ယံထက်မှာကိုပိုင်ချက်လေယာဉ်တွေကတော့အလုံးရှုပ်ဆုံးဖြစ်နေပါတယ်ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာတင်ဒူဘိုင်းရီယာနဲ့မက်စကတ်လိုမြို့ကြီးတွေကနေကိုပိုင်ချက်လေယာဉ်ငှားရမ်းခွင့်တောင်းဆိုမှုဟာ142ရာခိုင်နှုန်းအထိစံချိန်တင်မြင့်တက်သွားခဲ့ပါတယ်ဒါဆိုဒီလိုမျိုးအရေးပေါ်အခြေအနေမှာခီးစဉ်တစ်ခုအတွက်ဘလောက်ထိကုန်ကျနိုင်တယ်လို့တင်ထင်ပါသလဲဥပမာတစ်ခုကိုကြည့်ရအောင်မကြသေးခင်ကမှအိုမန်နိုင်ငံမက်စကတ်မြို့ကနေတူရကီနိုင်ငံအစ္စတန်ဘူမြို့ကိုပြန်တန်းခဲ့တဲ့ခီးစဉ်တစ်ခုမှာခီးတဲ့12ယောက်နဲ့အိမ်မွေးတိရစ္ဆာန်တစ်ကောင်အတွက်စုစုပေါင်းကုန်ကျစရိတ်ဟာအမေရိကန်ဒေါ်လာ345,000အထိရှိခဲ့ပါတယ်ဒါဟာမြန်မာငွေနဲ့ဆိုရင်သိန်းပေါင်း9000ကျော်6000နီးပါးအထိရှိတဲ့ပမာဏပါဒါတောင်မှလေယာဉ်ငှားရမ်းခွင့်ရဖို့အတွက်အလူအယက်တောင်းဆိုနေကြရတာပါပိုက်ဆံရှိုံနဲ့တင်မရပဲလေကြောင်းလမ်းကြောင်းရဖို့နဲ့လေယာဉ်အဆင်သင့်ဖြစ်ဖို့ကအချိန်နဲ့အမျှလူနေကြရတဲ့အခြေအနေဖြစ်ပါတယ်ဒီလောက်ထိများပြားလာတဲ့ငွေကြေးပမာဏကိုဘာကြောင့်အလွယ်တကူသုံးစွဲနေကြတာလဲအဖြေကတော့ရှင်းပါတယ်ဘေးကင်းလုံခြုံရေးနဲ့တေချာမှုကြောင့်ပဲဖြစ်ပါတယ်ပထမအချက်ကတော့ပြစ်မှတ်ဖြစ်လာနိုင်ခြေပါစစ်ရေးတင်းမာမှုတွေပြင်းထန်နေချိန်မှာနိုင်ငံတကာလေဆိပ်ကြီးတွေဟာပြစ်မှတ်ဖြစ်လာနိုင်တယ်လို့ရုတ်တရက်တိုက်ခိုက်ခံရတာမျိုးဒါမှမဟုတ်အရက်သားလေယာဉ်တွေဟာပြစ်မှတ်အမှားဖြစ်သွားနိုင်တဲ့အနေအထားတွေရှိနေပါတယ်ကိုပိုင်ချက်လေယာဉ်တွေဟာတာမန်လေဆိပ်ကြီးတွေကိုရှောင်ကွင်းပြီးပုံမိုသိငယ်တဲ့ပုံမိုဘေးကင်းတဲ့လေဆိပ်တွေကိုအသုံးပြုနိုင်တာကြောင့်ဒီအနေအထားကိုလျှော့ချနိုင်ပါတယ်ဒုတိယအချက်ကတော့အချိန်ပါတာမန်လေကြောင်းလိုင်းတွေမှာခီးစဉ်တစ်ခုဖြတ်သိမ်းလိုက်ရင်နောက်ထပ်ဘယ်တော့ပြန်တမ်းမလဲဆိုတာဘယ်သူမှမပြောနိုင်ပါဘူးစစ်မီးတွေဝိုင်းနေတဲ့ဒေတာတစ်ခုထဲမှာ10မိနစ်တစ်စက္ကန့်ဟာအသက်နဲ့အမျှအဖိုးတန်ပါတယ်ကိုပိုင်ချက်လေယာဉ်တွေကတော့လေကြောင်းပိုင်နဲ့ဖွင့်တာနဲ့တပြိုင်နက်အမြန်ဆုံးပြန်တမ်းနိုင်ဖို့အဆင်သင့်ရှိနေတာကြောင့်ဘေးကင်းရာကိုအချိန်မီရောက်ရှိနိုင်ဖို့အတွက်အကောင်းဆုံးနည်းလမ်းဖြစ်နေတာပါဒါကြောင့်လဲချမ်းသာကြွယ်ဝသူတွေဟာသူတို့ရဲ့မိသားစုနဲ့အသက်အန္တရာယ်အတွက်ဒေါ်လာသိန်းချီတဲ့ငွေကြေးကိုအနှံ့မျောကင်းပဲအသုံးပြုနေကြတာဖြစ်ပါတယ်အခုဖြစ်ရက်ကိုကြည့်ရင်စစ်ပွဲရဲ့နောက်ဆက်တွဲဆိုးကျိုးတွေဟာတာမန်ပြည်သူတွေတင်မကပဲကမ္ဘာထိပ်တန်းစီးပွားရေးနဲ့ခီးသွားလာရေးကဏ္ဍတစ်ခုလုံးကိုပါဘလောက်ထိရိုက်ခတ်နေတယ်လဲဆိုတာသိတာလာပါတယ်ငွေကြေးအင်အားနဲ့ဘေးကင်းရာကိုတိတ်ရှောင်နိုင်သူတွေရှိသလိုလေဆိပ်တွေမှာတောင်းတင်နေရတဲ့တာမန်ခီးတဲ့ထောင်ပေါင်းများစွာရဲ့အခြေအနေကတော့စိတ်မကောင်းစရာပါပဲအရှိလေပိုင်းရဲ့ဒီပလီပခါကမ္ဘာစီးပွားရေးပေါ်ဘယ်လိုမျိုးဆက်ပြီးတက်ရောက်မှုတွေရှိလာအောင်မလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်နိုင်ငံတကာကစိတ်ဝင်စားစရာသတင်းချက်လက်တွေနဲ့ဗဟုသုတအကြောင်းအရာတွေကိုအမြဲတမ်းဆက်ပေးနေတယ်ကျွန်တော်တို့ရဲ့ channel ကိုလည်း follow လုပ်ထားဖို့မမေ့ပါနဲ့အောင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်